အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်သင်ပြချင်တဲ့အကြောင်းအရာလေးကတော့ဘာလဲဆိုရင်အခုချိန်မှာလူတွေတော်တော်များများမင်းခွင့်ထုတ်လေးရှိတဲ့အရာတွေရှိတယ်ကိုယ့်ရဲ့ Facebook page ကဘာကြောင့်ဆက်အပ်မပွင့်သေးတာလဲဆိုတာမျိုးပေါ့နော်အဲ့ဒါကိုကျွန်တော်အနည်းငယ် sharing လုပ်ပေးချင်တာဖြစ်တယ်ကိုယ့်ရဲ့တည်တဲ့လောက်ပေါ့နော်လေးလာတဲ့လောက်ကျွန်တော်ပြောပြချင်တာဖြစ်တယ်ကိုယ့်ရဲ့ Facebook page ကဘာအတွက်လုပ်တာလဲဆိုတော့အရာပေါ့နော်ကိုယ့်ရဲ့ content လေးကအရေးကြီးတယ်ဒါကတော့ဥပမာကိုကအစားအသောက်နဲ့ပတ်သက်ပြီးတော့လှုပ်ချင်နေဆိုရင်အစားအသောက်ပတ်သက်ပြီးတော့လှုပ်လို့ရတယ်ပြီးရင်တော့ဈေးရောင်းတဲ့ဟာတွေဆိုရင်ဈေးရောင်းတာပေါ့နော်အဲ့လိုမျိုးတွေရှိတယ်အမျိုးမျိုးပေါ့ကိုဘာကြောင့် viewer တွေကများတယ် follower လည်းများတယ်ပြီးတော့ like တွေလည်းအများများတယ် viewer ကတော့1 million 2 million မှာရှိတယ်ဒါပေမဲ့ဘာကြောင့်ဆက်အပ်မပေးသေးတာလဲဆိုတော့မိခွင့်တွေကများတယ်နံပါတ်1အချက်အနေနဲ့သူတို့ရဲ့ page ကိုကျွန်တော်ကြည့်တဲ့အခါမှာအထက်မှာက viewer တွေအများကြီးရှိတယ်1 million 2 million လောက်ရှိတယ်ပြီးရင် like တွေလည်းအများကြီးရှိတယ်ပြီးတော့ follower လည်းပြည့်တယ်9000 1000လောက်ရှိကြတာပေါ့နော်ရှိတယ်ဒါပေမဲ့လည်းသူတို့မှာဆက်အပ်မပွင့်သေးဘူးမပွင့်သေးတဲ့အကြောင်းအရာလေးကိုကျွန်တော်အထက်မှာကြည့်လိုက်တော့သူတို့မှာသူများရဲ့ဗီဒီယိုကိုယူပြီးတော့တင်တာတွေပေါ့နော်သူများဗီဒီယိုယူပြီးတော့တင်တယ်သူများဓာတ်ပုံတွေယူပြီးတော့တင်တယ်ဆိုတော့အထက်မှာ copyright ကအများကြီးရှိတယ် copyright အများကြီးရှိတဲ့အခါကျတော့ Facebook ကမပေးဘူးပေါ့နော်မဖွင့်ပေးဘူးဒီဖတ်ဆန်ရှာမဲ့နီလာတို့ကိုသူတို့မဖွင့်ပေးဘူးဆက်အပ်မပေးဘူးအဲ့လိုမျိုးတွေရှိတယ်အဲ့ဒီတွေ့ကြောင့်မလို့ကိုယ့်ရဲ့ဖန်တီးထားတဲ့ဗီဒီယိုတွေကိုတင်ဖို့လိုတယ်နံပါတ်1ချက်အနေနဲ့ပေါ့နော်ကိုယ့်ရဲ့ဖန်တီးထားဓာတ်ပုံတွေတင်ဖို့လိုတယ်ကိုဖန်တီးထားတဲ့ဇာတွေရေးဖို့လိုတယ်နော်သူများရဲ့ copy လုပ်ပြီးတော့တင်တာတော့သူများဗီဒီယိုယူပြီးတော့တင်တာတော့ဆိုရင်တော့ viewer ဘယ်လောက်ပဲရ like ဘယ်လောက်ပဲရသူတို့ဆက်အပ်မပေးဘူးအဲ့ဒါတော့ကျွန်တော်နားလည်ဖို့လိုတယ်ဆိုတော့ကိုကျွန်တော်ပြောပြချင်တယ်ပြီးရင်တော့ကျွန်တော်တို့အဲ့ဒီပွင့်တဲ့အထဲမှာဘာတွေအရေးကြီးလဲဆိုရင်ပထမအုပ်ဆုံးမှာကျွန်တော်တို့ရဲ့star ဆိုတာရှိမယ် subscribe ဆိုတာရှိမယ်ပြီးတော့ partnership ဆိုတာရှိမယ်เนาะအဲ့ဒီ monetization အထဲမှာပေါ့နော်သူပေးမဲ့အရာတွေရှိတယ်ပြီးတော့ reel ရှိမယ် bonus ရှိမယ်ပြီးရင်တော့ instant ads ဆိုတာရှိမယ်အဲ့ဒါတွေအားလုံးထဲမှာအရင်ဆုံးပွင့်တာတော့ star တွေပွင့်ဖို့လိုတယ် star ပွင့်ပေမဲ့လည်းဖတ်ဆန်ကရလာဆိုရင်မရဘူးပေါ့နော်ကိုယ့်အတွက်တိတ်ပြီးတော့အကျိုးမရှိဘူးလူတွေကဖတ်ဆန်နဲ့ star ပေးရတယ်ဆိုတော့ဘယ်သူမှဖတ်ဆန်အကုန်ကြခံပြီးတော့မပေးချင်ကြဘူးပေါ့နော်အဲ့လိုရှိတယ်ပြီးရင်တော့ subscribe လည်းအတိုင်းပဲ subscribe တိတ်ပြီးတော့မလုပ်ချင်ကြဘူးပေါ့နော်ပြီးရင်တော့ partnership လည်းကိုက brand မရှိတဲ့အခါမှာကျွမ်းဖို့အရင်ခက်ခဲတယ်အဲ့ဒါတော့ကျွန်တော်တို့အတွက်ပွင့်ပေမဲ့လည်းအကျိုးမရှိဘူးပေါ့နော်အဲ့ဒါရှိတယ်နောက်တစ်ချက်ကတော့ reel ဆိုတာရှိတယ် reel ကတော့ကိုဖန်တီးထားတဲ့ဗီဒီယိုတွေဖြစ်မရမယ်ပြီးရင်တော့တင်မယ်ဗီဒီယိုလေးအတော်လေးပေါ့နော်ဗီဒီယိုအတော်လေးတင်ဖို့ reel ဖြစ်တယ်အဲ့ဒီတင်ပြီးတော့လူတွေကြည့်ရှုသူက1 million 2 million လို့ရှိမယ်ဆိုရင် Facebook ကတင်ရဲ့ page ကိုကြည့်တဲ့အခါမှာ policy နဲ့ကိုက်ညီမယ်ဆိုရင်ဖွင့်ပေးနိုင်တယ်အဲ့ဒါတော့ပို့ပြီးတော့မျိုးလင်းချက်ရှိတာပေါ့နော်ကိုယ့်ရဲ့ဗီဒီယိုဖြစ်ရမယ်ကိုဖန်တီးထားဗီဒီယိုဖြစ်ရမယ်ကြည့်ရှုသူက1 million 2 million လောက်ရှိတယ်ဆိုရင်သူတို့ကတော့ပေးဖို့အခွင့်အလမ်းတွေအများကြီးရှိတာဖြစ်တယ်သူများရဲ့ဗီဒီယိုတင်ပြီးတော့1 million 2 million ရှိတော့မျိုးလင်းချက်တိတ်ပြီးတော့မရှိဘူးပေါ့နော် copyright တွေအများကြီးရှိတဲ့ခါကျတော့အဲ့ဒါတတိထားဖို့လိုတယ်နောက်တစ်ချက်ကတော့ bonus ဆိုတာရှိတယ် bonus ကဗီဒီယိုအရှိတွေတင်မယ်ပြီးတော့ဓာတ်ပုံတွေတင်မယ်စာတွေတင်မယ်အဲ့ဒါလေးပဲကိုယ့်ရဲ့ဖန်တီးထားတဲ့အရာတွေဖြစ်ရမယ်နော်သူများဟာယူပြီးတော့ကောက်တင်တာတို့အဲ့လိုဆိုရင်တော့ဘယ်တော့ပဲ viewer များများသူတို့မပေးဘူးဖြစ်တယ်အဲ့ဒီတွေ့ကြောင့်မလို့ကျွန်တော်တို့ set up ပွင့်ချင်တယ်ပြီးတော့ဒီ page ကနဲ့ဖတ်ဆန် sharp လို့ရအောင်လိုချင်တယ်ဆိုရင်တော့ကိုယ့်ရဲ့ content ကအရေးကြီးတယ်ကိုဖန်တီးထားတဲ့ video တွေအရေးကြီးတယ်ကိုလုပ်ရမယ့်အရာကို idea နဲ့လုပ်ရမယ့်အရာကိုတင်ဖို့လိုတာဖြစ်တယ်ဆိုတော့ကိုကျွန်တော်အနည်းငယ်ရှင်းပြပေးချင်တာဖြစ်ပါတယ်တချို့လူတွေကဘာကြောင့်ကျွန်တော်ဟာဒီလောက်ထိviewer လည်းများပြီးတော့ဖတ်ဆန်မရသေးဘူးဘာလို့အခုထိမဝင်သေးဘူးလဲဆိုတာမျိုးမေးခွန်းတွေများတာဖြစ်တယ်
အဲ့ဒါကတော့အရေးကြီးတာကတော့သူတို့ရဲ့စီမီစီကန်းလေးတွေကိုမလိုက်နာလို့သူတို့ကမပေးတာဖြစ်တယ်ဆိုတော့ကိုကျွန်တော်သင်ပြပေးခြင်းနဲ့အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ရဲ့ဒီ page ကိုတိတိကျကျကိုယ့်ရဲ့ idea နဲ့ဖန်တီးထားတဲ့ video တွေတင်မယ်ဆိုရင်တော့သူတို့ကပေးဖို့လွယ်တာဖြစ်တယ်ဆိုတော့ကိုကျွန်တော်ဒီ page နဲ့ပတ်သက်ပြီးတော့အနည်းငယ်သင်ပြပေးချင်တာဖြစ်တယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်လို့